စိတ်ကိုပြင်သင့်ပြီးဆင်းရဲတာမှဒုက္ခရောက်တယ်မထင်နဲ့ချမ်းသာရင်လည်းဒုက္ခရောက်နေတာပဲမုန်းမှစိတ်ပူလောင်ရတာမဟုတ်ဘူးချစ်ရင်လည်းစိတ်ပူလောင်ရတာပဲလောကဓာတ်တရား၈ပါးဆိုတာစန့်ကျင်ဘက်တရားတွေပဲအပြန်အလှန်ဒုက္ခရောက်နေကြတာလောကဓာတ်မုန်တိုင်းနဲ့ကြန့်ခိုင်သည့်စိတ်ထားဘလို့ထားမလဲဆိုတာပဲအရေးကြီးတယ်သက်ဆိုးရှိတယ်ဆိုတာလောဘဒေါသမောဟအကုသိုလ်မကင်းပဲနဲ့အသက်ရှင်နေတာတက်ကောင်းရှိတယ်ဆိုတာကုသိုလ်ကောင်းမှုတွေများများလုပ်ရင်းနဲ့အသက်ရှင်နေတာငွေကုန်ရာတူးစီးစိမ်နောက်လိုက်ရင်းနဲ့မိသားစုနဲ့ဝေးတစ်ထက်ဝေးနေကြရတယ်ကိုချစ်တဲ့ခင်တဲ့သူတွေနဲ့အတူမနေရတဲ့နေ့တွေပိုများလာတယ်ကိုဇာတိကိုအိမ်ယာမှာနေရတဲ့ရက်တွေမရှိသလောက်ရှားလာတယ်ကုသိုလ်ကောင်းမှုတွေလုပ်ဖို့အချိန်မရှိသလောက်ဖြစ်လာတယ်သာသနာထွန်းကားတယ်ဆိုတာအမှန်တရားကိုသိရှိတာလက်ခံတာလိုက်နာကျင့်သုံးတာသာသနာကွယ်တယ်ဆိုတာအမှန်တရားကိုမသိတာလက်မခံတာမလိုက်နာမကျင့်သုံးတာကြောက်တဲ့စိတ်နဲ့ကြည်ရင်တလောကလုံးကကြောက်เสียကြီးပဲတန်တရားစိတ်နဲ့ကြည်ရင်အရာရာဟာတန်တရားဖြစ်เสียကြီးပဲအားကိုးခြင်းနဲ့စိတ်နဲ့ကြည်ရင်အကုန်လုံးကအားကိုးခြင်းเสียကြီးပဲလိုချင်တဲ့စိတ်နဲ့ကြည်ရင်အရာရာလိုချင်เสียကြီးပဲစားခြင်းနဲ့စိတ်နဲ့ကြည်ရင်အရာရာစားခြင်းเสียကြီးပဲအရာရာစိတ်ပဲစိတ်ကဖန်ဆင်းထားတာပါပဲအရာရာရှိတာမဟုတ်ပဲစိတ်ရဲ့တတ်မှတ်ချက်တွေပဲရှိနေတာစိတ်ကလက်ခံရင်လက်ခံတယ်လို့ဖြစ်တာပါပဲအုံနောက်နဲ့တော့ညံမိမှာမဟုတ်ဘူးဖန်ဆင်းထားတာတွေတတ်မှတ်ထားတာတွေကိုပညာပရမတ်တိတာနဲ့လည်းမမြတ်သေးဘူးပညာပရမတ်ကွဲတာနဲ့လည်းမမြတ်သေးဘူးပညာပရမတ်နှစ်ခုဆက်တိတတ်သူကမြတ်တယ်သတိမရှိရင်တစ်စက္ကန့်တစ်မိနစ်တစ်နာရီအတွင်းမှာအကုသိုလ်စိတ်တွေလှေတွေလဲတွေကားတွေနဲ့တိုက်လို့မကုန်နိုင်အောင်များလွန်းလာတယ်သတိနဲ့မနေတဲ့စိတ်ဟာအယူလိုပါပဲတရားအားထုတ်တယ်ဆိုတာစိတ်ကိုပြင်တဲ့အလုပ်ပါပဲဂေါတမမြတ်စွာဘုရားနောက်ဆုံးသာသနာမှာစိတ်ကိုပြင်ဖို့အရေးတကြီးလုပ်တင်ပါပြီ